Unit 6 Staying Healthy, page 54. Lesson 2 Healthy Habit. မြန်မာသင်ခန်းစာ 2 ကျန်းမာရေးနဲ့ကောင်းစေသောအလေ့ကျင့်များ 1A Listen and complete the sentence. ပေးထားသောစကားလုံးများ Drink တောက်သည် Eat စားသည် Go သွားသည် Brush လိုက်သည် Exercise လေ့ကျင့်ခန်းလုပ်သည် Take ရေချိုးသည် Take a bath ပြေးများ You should brush your teeth twice a day တစ်နေ့ကိုသွား2ကြိမ်တိုက်သင့်ပါတယ် You should take a bath every day နေ့တိုင်းရေချိုးသင့်ပါတယ် You should go to bed early at night ညဘက်စောစောအိပ်သင့်ပါတယ် You should drink a lot of water every day နေ့တိုင်းရေများများသောက်သင့်ပါတယ် You should exercise every day to stay healthy ကျန်းမာဖို့နေ့တိုင်းလေ့ကျင့်လုပ်သင့်ပါတယ် You should eat healthy food ကျန်းမာရေးနဲ့ညီတဲ့အစားအစာကိုစားသင့်ပါတယ် 1B choose the correct answer အဖြေများ I should exercise regularly ကျွန်တော်ပုံမှန်လေ့ကျင့်ခန်းလုပ်သင့်တယ် I shouldn't go to bed late နောက်ကျပြီးမအိပ်သင့်ပါဘူး I should brush my teeth twice a day တစ်နေ့2ကြိမ်သွားတိုက်သင့်ပါတယ် I shouldn't eat a lot of sweets အချိုရည်အများကြီးမစားသင့်ပါဘူး I should wash my hand before and after every meal အစားမစားခင်နဲ့စားပြီးတိုင်းလက်ကိုဆေးသင့်ပါတယ် 2A practice and the dialogue How much water do you drink a day တစ်နေ့ကိုရေဘယ်လောက်သောက်သင့်တယ်လဲ I drink 8 glass of water every day တစ်နေ့ကိုရေ8ခွက်လောက်နေ့တိုင်းသောက်သင့်ပါတယ် You How many times do you brush your teeth a day တစ်နေ့ကိုသွားဘယ်နှစ်ကြိမ်တိုက်သင့်တယ်လဲ I brush my teeth twice a day တစ်နေ့2ကြိမ်သွားတိုက်ပါတယ် How much rice do you eat for dinner ညစာကိုထမင်းဘယ်လောက်စားသလဲ I eat 2 plates of rice for dinner ညစာကိုထမင်း2ပကံစားခဲ့ပါတယ် How many hours do you sleep at night ညတိုင်းဘယ်နှစ်နာရီအိပ်သလဲ I sleep 8 hours a night ညတိုင်း8နာရီအိပ်ပါတယ် Countable and uncountable Pencil C Jam U Plate C Sugar U Butter U Glass C Water U Rice U Milk U C countable ရေတွက်လို့ရသော none U uncountable အရေအတွက်ဓာတ်ရိုက်မရေတွက်နိုင်သော none